ကျွန်တော်ထောင်ကလွတ်လာတော့ထောင်ဝမှာဇိမ်ခံကားအစီး30ကျော်ရက်ထားပြီးညီကိုရာနဲ့ချီကကျွန်တော်ကိုမြင်တာနဲ့အတူတူဒူးထောက်ကြတယ်သူတို့ကရှေ့ဆုံးက Rolls Royce ကားတကားကိုဖွင့်ပေးပြီးအခြေအနေကိုပြန်ထိန်းချောင်းပေးဖို့တောင်းပန်ကြတယ်ကျွန်တော်ကလှည့်ထွက်ခဲ့ပြီးစကားတခုံးပဲခြံထားခဲ့တယ်ဒီနေ့ကစပြီးဂေါ်ကျန်းလုံဆိုတာမရှိတော့ဘူးလွန်ခဲ့တဲ့15နှစ်ကမြစ်ကမ်းပေးမှာကျွန်တော်တယောက်တည်းဓာတ်တလက်နဲ့လူတစ်ထောင်ကိုရင်ဆိုင်ခဲ့လို့မြစ်တဝက်လောက်တွေးချင်းချင်းညီခဲ့ရတဲ့လောကကကျွန်တော်ကိုဂေါ်ကျန်းလုံလို့တန်ဖိုးထားခေါ်ကြတယ်ကျွန်တော်ထောင်ထဲမှာရှိတုန်းရီးစားဖြစ်သူကဘိုက်ကြီးနဲ့လာတွေ့ပြီးကျွန်တော်အဖေဖြစ်တော့မယ်လို့ပြောတဲ့အထိပေါ့လူတက်ဖူးလို့ပဲလှုပ်ထန်တာကမှကျွန်တော်ကိုအလုံးမခန့်ချင်ကြဘူးကျွန်တော်ကလည်းနှလုံးလုံးမတွေးခဲ့ရတဲ့သမီးလေးနဲ့ရင်းနှီးအောင်လုပ်ချင်နေတာအဲ့ဒီအချိန်မှာပဲကန်တင်းပိုင်ရှင်ကအရန်ဆိုးတယ်ကလေးတွေကိုအသားပုတ်တွေခဏခဏကြွေတယ်လို့မိမကညီးတာကြားလိုက်ရတယ်အချိန်ချင်းတိုင်ချက်ဖွင့်လဲမထူးခြားဘူးတဲ့ဒါနဲ့ပဲကျွန်တော်ကျောင်းဝမှာဆိုင်လေးဖွင့်ပြီးထမင်းမှုရောင်းခဲ့တယ်ပစ္စည်းကောင်းပြီးဈေးသက်တာတော့ကျောင်းစင်းချိန်မှာကျောင်းသားအများစုကကျွန်တော်စီကထမင်းမှုဝယ်စားကြတယ်သမီးလေးနော်ကကျွန်တော်စိတ်ကူးရင်ထားတယ်လို့လိမ္မာတဲ့ကလေးမဟုတ်ခဲ့ဘူးသူကငယ်ငယ်လေးနဲ့စပင်ဆိုးနားကတက်ပြီးလူမိုက်မလေးတွေနဲ့ပေါင်းနေတာကျွန်တော်ကိုမြင်တာနဲ့သူ့တငယ်ချင်းတွေကတဟားဟားရေးကြတယ်အဲ့ဒါနေရထောင်ထွက်အဖေမဟုတ်လားကျွန်တော်ဘာမှမပြောဘဲနေတော့စပင်နီနဲ့ကောင်းမလေးကလှောင်တယ်ဦးလေးရေးကြတာတော့ဦးလေးကဟောင်းနှံပစ္စည်းခိုးရင်းမတော်တဆလျှက်စစ်ပြေပဲကျိုးဖြတ်မိလို့15နှစ်ကြာသွားတာဆိုဦးလေးကဘာလို့ဒီလောက်ကန်ဆိုးရတာလဲနော်ကအရှက်ရတယ်လို့ပဲခံစားရပြီးကျွန်တော်ရှိကိုအမြန်လျှောက်လာပြီးအတနာခံတဲ့လေတန်းနဲ့ပြောတယ်အဖေနောက်ခါလာပြီးအရှက်မခွဲပါနဲ့တော့အဖေကြောင့်သမီးတငယ်ချင်းတွေရှိမှမျက်နှာပြက်ရတယ်ကျွန်တော်ကသူ့ကိုထမင်းဘူးကန်ပေးပြီးအေးစစ်စစ်ပြောလိုက်တယ်ညီမေကကန်တင်းကဟင်းတွေမကောင်းဘူးလို့ပြောလို့ဒါတွေကသမီးကြိုက်တဲ့ဟင်းတွေကြီးပဲအဖေလက်လိုက်တော့နော်ကထမင်းဘူးကိုကျွန်တော်ကိုပေါ်ပြစ်ပေါက်လိုက်တယ်သူကဒေါသထွက်ပြီးတကိုယ်လုံးတုံရင်နေရင်ပြောတယ်အဖေရှက်မခွဲပါနဲ့တော့ငငယ်လေးကအဖေကဒီလိုခင်းစားပြစ်မှုနဲ့ထောင်ကျသွားလို့သမီးမအဖေမရှိတဲ့ကလေးဖြစ်သူများအနှိမ်ခံခဲ့ရတာအခုမှသမီးမတငယ်ချင်းတွေအနိုင်ရထားတာကိုအဖေကလာပြီးမျက်နှာဖြတ်ရသေးတယ်လူမိုက်မလေးတယောက်ကရဲပြီးပြောတယ်ဦးလေးအယူခံဝင်ဖို့မစင်စားခဲ့ဘူးလားသမီးရဲ့အကိုဝမ်းခွဲကလူချီတော့ကိုရိုက်ချိုးတာတောင်3နှစ်ပဲကြာတာဦးလေးကပစ္စည်းအဟောင်းခိုးတာကို15နှစ်ကြာတယ်ဆိုတော့ရဲရလွန်းလို့သူတို့အားလုံးတဟားဟာထက်ရကြပြန်တယ်ကျွန်တော်ရဲ့တကယ်ပြစ်မှုကိုမိမကကလေးကိုဘယ်တော့မှမပြောခဲ့ဘူးသမီးကဂေါ်ကျန်းလုံရဲ့သမီးမန်းတီသွားရင်ရန်သူတွေအများကြီးပေါ်လာနိုင်လို့ပဲကျွန်တော်မျက်နှာပေါ်ကထမင်းရဲ့အကျွင်းကြံတွေကိုတုတ်ရင်လေတံပြော့နဲ့ပြောလိုက်တယ်ထောင်ကြတာဂုံယူစရာမဟုတ်ဘူးသမီးတို့စာပဲတေးသေးချာချာတင်းတယ်ကျွန်တော်ထမင်းဘူးနောက်တစ်ဘူးထုတ်ပြီးနော်ကိုကမ်းပေးတယ်သူကအန်ကျိတ်ပြီးပြောတယ်အဖေလိုအရေးချင်းမရှိတဲ့အဖေမျိုးရှိတာကမှအရှက်ရဆုံးအလုပ်ပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲကန်တင်းပိုင်ရှင်ကလူတစုကိုခေါ်ပြီးကျွန်တော်စီအလင်းအမြန်လျှောက်လာတယ်သူကကျွန်တော်နော်အတွက်ပြင်ထားတဲ့ထမင်းဘူးကိုယူပြီးမြေကြီးပေါ်စောင့်ကန်ချလိုက်တယ်ပြီးတော့ကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးပြီးဆဲဆိုတော့တယ်ကောင်မသားငါကန်တင်းနဲ့လာပြီးလိုင်းလူနေတာပေါ့ဟုတ်လားမင်းဒီကိုထမင်းဘူးလာရောင်းရဲရင်မင်းကိုတက်ပစ်မယ်လို့ငါမပြောထားဘူးလားကျွန်တော်ငုံပြီးမြေကြီးပေါ်ကထမင်းဘူးကိုကောက်ရင်းတောင်းပန်ပါတယ်ကျွန်တော်အခုပဲထွက်သွားပါမယ်လို့တိုးတိုးလေးပြောလိုက်တယ်ကန်တင်းပိုင်ရှင်ကကျွန်တော်ကိုတစ်ချက်စောင့်ကန်လိုက်တယ်မင်းကိုငါဒုတိယအကြိမ်ပြောနေတာမဟုတ်ဘူးလားကျွန်တော်သူ့ကန်ချက်ကြောင့်လဲကျသွားတယ်အဲ့ဒါကိုစပင်နီနဲ့ကောင်မလေးမြင်တော့နော်ကိုအမြန်ပြောတယ်ကြည်စမ်းနဲ့အဖေအရိုက်ခံနေရပြီနော်ကကျွန်တော်ကိုစိုက်ကြည့်ပြီးလက်သီးကိုတင်းဆုပ်ထားတယ်ကျွန်တော်ပြန်ချမလားလို့သူမျောလင့်နေမှန်းကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်နောက်ခါခံမချတော့ဘူးကျွန်တော်ကန်တင်းပိုင်ရှင်ကိုရိုးရိုးသားသားပဲပြောလိုက်တယ်တထေးကျွန်တော်တို့လည်းတပွဲကို15ကျပ်နဲ့ပဲရောင်းတာပါတထေးထက်လည်းဈေးမပေါ်ပါဘူးဘလို့လှုပ်လိုင်းလူတွေဖြစ်မှာလဲကလေးတွေကကောင်းကောင်းလေးစားချင်ုံတင်ပါသူကနှာခေါင်းရှုံပြီးရေးတယ်မင်းပြောချင်တာကငါကန်တင်းကထမင်းဟင်းတွေမကောင်းဘူးပေါ့ဟုတ်လားငါလည်းမင်းဟင်းတွေဘလောက်ကောင်းလဲကြည့်ရသေးတာပေါ့ဒီလူအုပ်စုရဲ့ခေါင်းဆောင်ကလူပါလာကြီးတယောက်ကန်တင်းပိုင်ရှင်စကားကိုကြားတာနဲ့သူကကျွန်တော်ဆိုင်ကိုလှမ်းဆွဲပြီးမှောက်လန့်ပစ်လိုက်တယ်ဟင်းဘက်ကန်အပြားကြီးတွေမြေကြီးပေါ်လွှင့်စင်ကုန်ပြီးကျွန်တော်ကိုပေါ်ကိုအကုန်ဖိတ်စင်ကုန်တယ်ပိုင်ရှင်ကငုံပြီးကျွန်တော်ဆံပင်ကိုဆွဲကအန်ကျိတ်ပြီးပြောတယ်ကောင်မသားចောင်းသားမိဘ10ခန်းလောက်ကတိုင်နေတာတော့ငါ့ကိုဘာမှလုပ်လို့မရဘူးမင်းကအခုလာပြီးငါ့ကိုပြဿနာရှာချင်တာလားငါမှာလော်ကီလူမိုက်ဘယ်လောက်ရှိလဲမင်းသိလားကျွန်တော်ကရိုးရိုးသားသားပဲပြောတယ်သူထေးကျွန်တော်ဆိုင်ကိုကြည့်မရရင်ကျွန်တော်ဝေးကိုသွားပေးရမလားကျွန်တော်ရဲ့အလျှော့ပေးမှုကနော်ကိုမကြေမနက်ဖြစ်စေတယ်သူကအန်ကျိတ်ပြီးကျွန်တော်ကိုလှမ်းអော်တယ်အဖေတကယ်ပဲသွားတော့မှလားသူអော်လိုက်ပြီးတာနဲ့အဲ့ဒီစံပင်နီနဲ့ကောင်မလေးကသူ့ပါဇက်ကိုအမြန်လန်းပိတ်လိုက်တယ်ထင်းတဲ့အတိုင်းပဲကန်တင်းပိုင်ရှင်ကလှည့်ကြည့်ပြီးနော်ကိုဒေါသတကြီးစိုက်ကြည့်တယ်သူ့ဘေးကတငယ်ချင်းတွေကကြောက်လန့်ပြီးလူအုပ်ထဲပုံသွားကြတယ်နော်ဘေးမှာမရရဲကြတော့ဘူးဒီလိုလူမိုက်ပေါက်စလေးတွေအတွက်တော့လူရိုးကိုအနိုင်ကျင့်ဖို့အဆင်ပြေပေမဲ့တကယ်လောကကလူမိုက်ကြီးတွေနဲ့တွေ့ရင်တော့ချက်ချင်းကြောက်တူးတုံသွားကြတာပဲကန်တင်းပိုင်ရှင်ကအေးဆက်ဆက်လေးတန်းနဲ့ပြောတယ်ထွက်သွားဖို့ကဒီလောက်လွယ်မလားရော်ကြီးကိစ္စအရင်ဆွေးနွေးရအောင်မင်းနေတိုင်းထမင်းမှု300လောက်ရောင်းရတယ်လို့ငါကြားတယ်ဆိုလိုတာကမင်းကြောင့်ငါမှာနေတိုင်းဧည့်သည်300နင်းတာတယ်ငါရဲ့တပူးဈေးက15ကျပ်ဆိုတော့တရက်ကို4500မင်းရောင်းတာ10ရက်ဆိုတော့စုစုပေါင်း4000ခွဲအခုချက်ချင်းပတ်စံပေးကျွန်တော်ကြောင်သွားတယ်ကျွန်တော်ဒီလောက်အများကြီးရောင်းရတာတော့အမှန်ပဲဒါပေမဲ့ကလေးတွေကောင်းကောင်းစားရအောင်ကျွန်တော်ကအမျက်နည်းနည်းနဲ့အများရောင်းစနစ်သုံးတာကျွန်တော်ရဲ့ကိုယ်ပိုင်မြက်ကတပုံပဲရှိတာကျွန်တော်တိုးတိုးလေးပြောလိုက်တယ်တထေးဒါကလူကိုအနိုင်ကျင့်လွန်းရမကြဘူးလားကန်တင်းပိုင်ရှင်ကခက်ပြုံးပြုံးနဲ့လူပါလာကြီးပဲလှည့်ပြီးပြောတယ်သူကငါ့ကိုနစ်နာစေပြီးအခုကြတော့မလျော်ဘူးလေဘယ်လိုလုပ်မလဲ
အဲ့ဒီလူပါလာကြီးကငုံပြီးမြေကြီးပေါ်ကငရုတ်သီးစိမ်းအသားကြော်ကိုဆွဲယူလိုက်တယ်သူကဟားတိုက်ပြီးပြောတဲ့ဟာအသားဖက်တွေကငရုတ်သီးထက်တောင်များနေပါလားမင်းဒီလိုစီးပွားရေးလုပ်တာဝတ်လိုက်မှတကယ်မကြောက်ဘူးပဲသူကငရုတ်သီးစိမ်းအသားကြော်ကိုကျွန်တော်မျက်နှာပေါ်ဓာတ်ရိုက်ပုတ်ဆွဲပြီးကျွန်တော်ခေါင်းကိုမြေကြီးနဲ့ဖိဖို့တော်တယ်ဘေးကကျောင်းသားတွေကကျွန်တော်အရိုက်ခံရတာကိုကြည့်ပြီးတယောက်တစ်ပေါက်နဲ့လှုပ်ဆော်ကြတယ်ကိုယ်တိုင်ကမတန့်တာရောင်းပြီးသူများကိုလည်းပေးမဝယ်ဘူးဒါပေမဲ့ဒီဆိုင်ရှင်ကတကယ်ကြောက်တတ်တာပဲလားသူများကငါ့ကိုဒီလိုလုပ်ရင်ငါပြန်ချတာကြပြီဟုတ်တယ်လူကကြောက်တတ်ရင်အနိုင်ကျင့်ခံရတာပဲကျွန်တော်အတင်းယုံထိုင်ပြီးမျက်နှာပေါ်ကငရုတ်သီးရည်တွေကိုတုပ်လိုက်တော့ပထမဆုံးမြင်လိုက်ရတာကနော်နော်ရဲ့စိတ်ပြက်နေတဲ့မျက်နှာပဲသူကကျွန်တော်ကိုငကဲကြည့်ပြီးမေးတယ်အခုသူများကအဖေကိုရိုက်နေတာတော့အဖေပြန်မချရဲတော့ဘူးလားဟုတ်လားကန်တင်းပိုင်ရှင်ကစိတ်မရှိစွာနဲ့နော်နော်ကိုပြောတယ်ကောင်မလေးဒါကနင့်အလုံးမဟုတ်ဘူးနင်နောက်တစ်ခွန်းထပ်ပြောရင်ငါလူရှာပြီးနင်ကြောင်းထုတ်ပြစ်အောင်လုပ်မယ်ဆိုတာနင်ယုံလားမလုပ်ပါနဲ့တထေးကျွန်တော်အမြန်ပဲကန်တင်းပိုင်ရှင်ရဲ့လက်မောင်းကိုဆွဲပြီးရိုးရိုးသားသားပြောလိုက်တယ်ကျွန်တော်အခုပဲသွားပါမယ်ရော်ကြီးဟုတ်လားကျွန်တော်ပြေးဝတော့မပေးနိုင်ဘူးတထေးရဲ့အမျက်ငွေကိုပဲကျွန်တော်ကိုပြောပြပါကျွန်တော်အမျက်ငွေကိုရော်ပေးပါမယ်ကျွန်တော်အရှုံးပေးပါတယ်ကန်တင်းပိုင်ရှင်ရဲ့မျက်နှာကရုတ်တရက်အေးဆက်သွားတယ်မင်းငါကိုအယူအောက်မိတ်နေလားငါအမျက်ကိုမင်းကိုပြောပြမလားငါစီးပွားရေးဆက်မလုပ်ရတော့ဘူးလားပြောပြီးတာတော့သူကဒေါသမပြေသေးပဲလက်ကိုမြောက်ပြီးကျွန်တော်မျက်နှာကိုပါရိုက်ပစ်လိုက်တယ်နော်ကကျွန်တော်ပါရိုက်ခံရတာကိုထပ်မြင်တော့သူကဒေါသတကြီးဆဲဆိုတယ်အဖေပြန်ချလိုက်လေအဖေပဲချိန်ထိအဆက်ခွင်းနေအောင်ပါလေသွားအဲ့ဒီအစုံမရှိတဲ့ကောင်မလေးကိုဖမ်းခဲ့စမ်းလူပါလာကြီးကလှည့်ပြီးနော်စီလျှောက်သွားတယ်အဲ့ဒီစပင်နီနဲ့ကောင်မလေးကကြောက်လန့်တကြားနဲ့ဖယ်ပေးလိုက်ပြီးသူနဲ့နော်နဲ့ဘာမှမဆိုင်ကြောင်းပြလိုက်တယ်ကျွန်တော်ပြရခတ်သွားပြီးအမြန်ထကနော်စီပြေးသွားတယ်ဒါပေမဲ့ကန်တင်းပိုင်ရှင်ကကျွန်တော်အင်ဂျီကိုလှမ်းဆွဲထားတယ်ကျွန်တော်ဝစ်ထားတာကရှက်အင်ဂျီဆိုတော့သူအတင်းဆွဲလိုက်တာနဲ့အင်ဂျီကဆုတ်ပြဲသွားတော့တယ်ကျွန်တော်ရဲ့တတူးပုံစံကလူတိုင်းရဲ့မျက်စိရှိမှရုတ်တရက်ပေါ်လာတော့တယ်မြေတီရီကန္နာဘရင်တတူးပဲကျွန်တော်ရဲ့တတူးကိုမြင်လိုက်ရတဲ့အချိန်မှာပဲလူတိုင်းအလန့်တကြားအော်ဟစ်လိုက်ကြတယ်နော်စီလျှောက်သွားတဲ့လူပါလာကြီးလည်းမျက်လုံးအပြူသားနဲ့အံ့ဩတကြီးပြောတယ်မြေတီရီကန္နာဘရင်တတူးအဲ့ဒါကောကျန်းလုံထိုးထားတဲ့တတူးမဟုတ်လားကန်တင်းပိုင်ရှင်ကမယုံနိုင်ပဲလက်ကိုဆန့်ပြီးကျွန်တော်ကိုဘောကတတူးကိုပုတ်ကြည့်တယ်ပြီးတော့တိုးလေးရေရွတ်တယ်တတူးစတစ်ကာများဖြစ်နေမလားသူအတင်းနှစ်ချက်ပုတ်ကြည့်ပေမဲ့ပြတ်မသွားဘူးဒီတတူးကအစ်စ်မှန်းသူတိသွားတဲ့အခါသူကဝလုံးကွဲရေတော့တယ်မင်းလိုထမင်းဘူးလှဲ့ရောင်းတဲ့ကောင်ကဂေါ်ကျန်းလုံရဲ့မြေတီရီကန္နာဘရင်တတူးကိုထိုးရဲတယ်ပေါ့ဟုတ်လားလူပါလာကြီးကစိုးရင်တကြီးနဲ့ပြောတယ်သူကတကယ်ပဲဂေါ်ကျန်းလုံဖြစ်နေမလားသူမကြခင်ကတင်ထောင်ကလွတ်လာတယ်လို့ငါကြားတယ်ကန်တင်းပိုင်ရှင်ကမျက်စိဆောင်ပြီးကြည့်တယ်ယွန်းနာကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌနေရာကဂေါ်ကျန်းလုံအတွက်အမြဲတမ်းလက်လက်ထားတာမင်းထင်တာကသူကဥက္ကဋ္ဌနေရာကိုပြစ်ထားပြီးဒီမှာလာပြီးထမင်းဘူးရောင်းနေမယ်ထင်လို့လားစကားပြောနေတော့တဝက်တင်သူ့လက်တီးကကျွန်တော်ဘိုက်ပေါ်ရောက်လာတယ်ကျွန်တော်ကဘိုက်ကိုအောင့်ထားလိုက်တယ်သူကရေပြီးပြောတယ်မင်းကတကယ်အကျော်တင်းတာပဲအဲ့ဒီတုန်းကကျန်တကားကဓာတ်တလက်ထဲနဲ့လူတစ်ထောင်ကိုချခဲ့တာဒါပေမဲ့မင်းကတော့တေးချင်နေတဲ့ကောင်ပဲသူကဖုံးထုတ်ပြီးကျွန်တော်ကိုဓာတ်ပုံရိုက်တယ်မင်းရဲ့ဓာတ်ပုံကိုရိုအုပ်စုစီကတငယ်ချင်းတွေစီပို့လိုက်ပြီးသူတို့အခုချက်ချင်းလာလိမ့်မယ်ဒီတခါတော့မင်းတကယ်တေးပြီးပဲနော်ရဲ့မျက်နှာကတေးလူမတက်ဖြူရောသွားပြီးကျွန်တော်ကိုကြောင်ကြည့်နေတယ်မင်းတက်တူးထိုးထားတာဘာကြီးလဲကျွန်တော်ကအတင်းပြုံးပြီးနော်ကိုပြောလိုက်တယ်မင်းအရင်ပြန်နစ်ပါဒါပေမဲ့နော်ကငိုချလိုက်ပြီးအော်ပြီးပြောတယ်မင်းကလူလိမ့်မဲမင်းဘာလို့ကျန်တကားရဲ့တက်တူးကိုထိုးထားတာလဲမင်းမသိဘူးလားဒီနှစ်တွေထဲမှာကျန်တကားတက်တူးထိုးတဲ့သူတွေအများကြီးပဲအားလုံးလီယိုအုပ်စုရဲ့အသက်ခံလိုက်ရတာမင်းမြန်ပြေတော့ကျွန်တော်ကငိုနေတဲ့နော်ကိုကြည့်ပြီးသူကကျွန်တော်ကိုစိတ်ပူနေတာလားကျွန်တော်ကပောက်ကရအဖေတယောက်ဖြစ်နေရင်တော့သူကကျွန်တော်ကိုအန်ရဖြစ်မှာမလိုလားဘူးနေရာတိုင်းမှာကျွန်တော်ကိုစိတ်ပူပေးနေတဲ့ကျွန်တော်ရင်ထဲကဒီခံစားချက်ကပိုပြင်းထန်လာတယ်မပြေးနဲ့ဦးတကယ်တော့ငါကမင်းကိုသင်ခန်းစာပဲပေးမလို့ပါမင်းကိုယ်တိုင်ကအသက်မရှင်ခြင်းမှန်းဘယ်သူသိမှာလဲအဲ့ဒီအချိန်မှာစားတောက်ဆိုင်ပိုင်ရှင်ရဲ့ဖုန်းမိလာတယ်သူကဖုန်းကိုအလင်းစလို့ကင်ပြီးရိုးသေးသေးပြောတယ်ဟုတ်ကဲ့အကိုကြီးဟာသူကမျက်လုံးပြူးသွားပြီကျွန်တော်ကိုကြောင်ကြည့်နေတဲ့ဖုန်းကိုတင်းဆုပ်ထားရင်တရွေးမျိုးချလိုက်တယ်ပြီးတော့တုံရင်နဲ့ပြောတယ်အကိုကြီးပြောတာကရိုးကထကြီးကိုယ်တိုင်လာမှာလားမင်းတို့ဒီကောင်ကိုသိလို့လားစားတောက်ဆိုင်ပိုင်ရှင်ကအဲ့ဒီလိုအဆင့်တန်းမြင့်တဲ့လူကြီးလူကောင်းကိုကျွန်တော်ဘယ်လိုလုပ်သိမှလဲဒါပေမဲ့သူတို့အခုတင်ဖုန်းဆက်လာတယ်ချက်ချင်းရောက်လာတော့မယ်တဲ့ဒါကမဖြစ်နိုင်တာမွေးစားအဖေကသူတို့ကိုအကုန်လုံးထွက်လာခိုင်းဖို့ငွေဘလောက်တောင်သုံးလိုက်ရလဲစားတောက်ဆိုင်ပိုင်ရှင်ကအေးဆက်ဆက်အကြီးနဲ့ကျွန်တော်ကိုကြည့်ပြီးပြောတယ်ငါကကျန်တကားတတူးကြောင့်လို့ထင်နေတာတကယ်တော့ဒီအမိုက်ကောင်ကြောင့်ဖြစ်နေတာပဲမင်းရဲ့တေတန်းစာကိုအခုချက်ချင်းရေးထားလိုက်တော့နော်ကအခြေအနေမဟန်မှန်းသိပြီးစားတောက်ဆိုင်ပိုင်ရှင်ရဲ့ချင်းချောက်မှုကိုမမှုပဲကျွန်တော်ကိုအတင်းဆွဲပြီးပြောတယ်ငိုပြီးတော့မြန်ပြေးတော့လို့ပြောတယ်မင်းလျိုအုပ်စုကိုစိန်ခေါ်လို့မရဘူးမင်းကအရင်ကအမားတွေကိုမေ့သွားပြီလားကျွန်တော်ကတုံလုံးနေတဲ့နော်ကိုကြည့်ပြီးဒါကလည်းအဖုံပုံတော့တိုက်ဆိုင်မှုတစ်ခုဖြစ်လိမ့်မယ်အကုန်လုံးကအမားတွေပဲသူတို့ကအမားတွေကိုတက်တဲ့အဖြစ်ယူဆနေကြတာနော်ကစားတောက်ဆိုင်ပိုင်ရှင်ကိုအတနာခံပြီးပြောတယ်လူအင်အားထက်မခေါ်ပါနဲ့တော့လားသူကအမြဲတမ်းပောက်ကရလုတ်တက်တဲ့သူပါသူကတကယ်ပဲလူဥက္ကဋ္ဌကိုစိန်ခေါ်ချင်တာမဟုတ်ပါဘူးသူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကိစ္စတွေကိုမသိလို့ပါသူအခုချက်ချင်းအမားကိုသိပါပြီသူ့ကိုခွင့်လွှတ်ပေးပါလူဥက္ကဋ္ဌကြီးရဲ့ပုံမြင်တွေကိုကြားဖူးပါတယ်မင်းတို့ကအထင်လွဲနေတာပါဒါကတိုက်ဆိုင်မှုတစ်ခုပါဒါကတိုက်ဆိုင်မှုတစ်ခုပဲစားတောက်ဆိုင်ပိုင်ရှင်ကလှောင်ရင်လိုက်ပြီး
ပြီးတော့ပိုပြီးကြဲကြဲလောင်လောင်ရဲတော့တယ်မင်းကအမားကိုဝန်ခံလိုက်ပြီမလို့လားဒီထက်ပိုရဲစရာကောင်းတာရှိသေးလားနော်နော်ရဲ့မျက်နှာကငိုချင်စိတ်တွေနဲ့ဒါပေမဲ့ကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ထားတော့မဲကျွန်တော်ကိုအပြင်ဆွဲထုတ်သွားတယ်ဆိုင်ရှင်ကလူတွေကိုခေါ်ပြီးလမ်းပိတ်လိုက်တယ်အေးဆက်ဆက်ကြည့်ပြီးပြောတယ်ထွက်သွားချင်တာလွယ်မလားရိုးကထကစကားပြောပြီးသားဒီကောင်ကိုမလွတ်ပေးနဲ့လို့ဒါကသူ့ကိုလူသိရှင်ကြားစိန်ခေါ်တာပဲနော်နော်ကငိုပြီးသူကလွန်ခဲ့တဲ့15နှစ်ကတတူးထိုးခဲ့တာလို့ပြောပြီးသားပဲဆိုင်ရှင်ကရဲပြီးပြောတယ်သူကယူနေတာပဲဖြစ်ဖြစ်ငါဂယုမဆိုင်ဘူးမင်းဒီနေ့တည်ရမယ်နောက်ဘဝကြရင်လူကောင်းတစ်ယောက်ဖြစ်အောင်လုပ်ဖို့မှတ်ထားလိုက်ငါတို့ရိုးအုပ်စုကိုလာမစိန်ခေါ်နဲ့နော်နော်ကသူ့ရဲ့ညီကိုမောင်နှမတွေကိုကြည့်ပြီးမင်းတို့ငါ့ကိုမကူညီကြဘူးလားအဲ့ဒီလူတွေကစကားမပြောရဲကြဘူးစပင်နီနဲ့ကောင်မလေးကစကားပြောလာတယ်ငါနဲ့မင်းရဲ့ဆက်ဆံရေးကကောင်းပါတယ်ဒါပေမဲ့ငါတို့ရိုးအုပ်စုနဲ့ရံမဖြစ်ချင်ဘူးနော်နော်ကတီးမခံနိုင်တော့ပဲငိုချလိုက်တယ်ငါတို့ကတစ္ဆာဆိုထားတဲ့ညီကိုမောင်နှမတွေလေစပင်နီမလေးကခေါင်းခါပြီးပြောတယ်မင်းကငါတို့ရဲ့ညီမဖြစ်တယ်ဆိုရင်ဒီလိုကိစ္စကြီးကိုငါတို့ကိုဆွဲမသွင်းသင့်ဘူးမင်းကငါတို့ကိုညီမလို့မတတ်မှတ်တာပဲဟုတ်တယ်မင်းကငါတို့ကိုတေတွင်းနဲ့ဆွဲသွင်းနေတာမင်းကငါတို့ကိုတစ္ဆာဆိုထားတဲ့ညီကိုမောင်နှမတွေလို့ပြောနေတော့မဲလားပုံမှန်ချိန်မှာရန်ဖြစ်တာဆိုရင်ကိစ္စမရှိဘူးဘသူကမင်းနဲ့အတူတေတွင်းနဲ့လိုက်မှာလဲငါကရိုးအုပ်စုကိုမစော်ရဲဘူးနော်နော်ကငိုပြီးပြောတယ်ငါရိုးအုပ်စုကိုစိန်ခေါ်ခိုင်းတာမဟုတ်ပါဘူးကူညီပေးဖို့ပဲတောင်းပန်တာပါငါတို့ကိုလွတ်ပေးပါဟုတ်ပြီလားဒါပေမဲ့တငယ်ချင်းတွေကစကားတခုမှမပြောကြဘူးကျွန်တော်တိလိုက်ပြီးဒီအချိန်မှာနော်နော်ရဲ့ကဘာကြီးပြိုလဲသွားပြီဆိုတာကျွန်တော်ကတော့စိတ်သက်သာရသွားတယ်15နှစ်ရှိပြီနော်နော်ကဒီနှစ်တွေထဲမှာအနိုင်ကျင့်ခံခဲ့ရမှန်းကျွန်တော်သိတယ်သူမကအနိုင်ကျင့်မခံခြင်းယုံတင်ပါဒါကြောင့်ဒီလူရှုပ်တွေနဲ့ပေါင်းပြီးအတုံးချခံနေရတာရိုးအုပ်စုဒေါသအရှိန်နဲ့နော်နော်ကလူအုပ်ထဲကတိုးထွက်ချင်နေတယ်ဒါပေမဲ့သူမရဲ့အားနည်းတဲ့ခန္ဓာကိုယ်ကဒီလူတွေရဲ့ပြိုင်ဘက်ဘယ်လိုလုပ်ဖြစ်မှာလဲစားတောက်ဆိုင်ပိုင်ရှင်ရဲ့လက်ပါစီကနော်နော်ကိုတွန်းထုတ်လိုက်တယ်ဆဲဆိုတဲ့ကောင်မလေးမင်းပါမတိညာမတိလုံးမနေနဲ့အဲ့ဒီလက်တီးကနော်နော်ရဲ့မျက်နှာပေါ်ကြားတော့မဲ့အချိန်မှာကျွန်တော်ကတားလိုက်တယ်ဆိုင်ရှင်ကတားလိုက်တယ်သူကမကြေမနက်နဲ့ပြောတယ်ဘာလဲမင်းကပြန်ခုခံခြင်းလို့လားငါလွန်ခဲ့တဲ့3နှစ်ကတည်းကလက်မလုပ်တော့တာဒါပေမဲ့အခုတော့အမဲသားရောက်တဲ့ကောင်ကတော့ငါ့ကိုလာစိန်ခေါ်နေပြီငါမင်းကိုပညာပေးရမလားသူကကျွန်တော်လက်ကိုပုတ်ထုတ်လိုက်တယ်ဒါပေမဲ့သူကတခါတည်းနဲ့ကျွန်တော်ကိုတွန်းထုတ်လိုက်တယ်ပြီးတော့လေထဲမှာဝဲသွားပြီဒါကဆိုင်ရှင်ရဲ့ပထမဆုံးအကြိမ်လဲကျတာပဲကျွန်တော်ကသူ့ရဲ့တပည့်တယောက်ရဲ့ပခုံးပေါ်နင်းပြီးသူကလဲကျသွားတယ်မြေပြင်ပေါ်မှာလဲကျနေတယ်လူအုပ်ထဲကလူတော်များများကတိမခံနိုင်တော့ဘူးစားတောက်ဆိုင်ပိုင်ရှင်ကမျက်နှာပြတ်သွားတယ်သူကဒေါသအကြီးအော်တယ်ငါ့ကိုရိုက်ကြစမ်းမင်းတို့လူအများကြီးရှိတာကိုဒီအမဲသားရောက်တဲ့ကောင်ကိုမနိုင်ဘူးလားနော်နော်ကအခွင့်ရေးရတော့ကျွန်တော်လက်ကိုဆွဲပြီးပြောတယ်မြန်ပြေးတော့လျိုအုပ်စုကလူတွေလာနေပြီသူမကငိုပြီးကျွန်တော်ကိုပြောတယ်ငါတောင်းပန်ပါတယ်ကျွန်တော်ကဒေါသထွက်နေတဲ့လူတွေကိုကြည့်ပြီးတက်ပြင်းချလိုက်တယ်ကျွန်တော်ကလက်ဆက်ပြီးနော်နော်ရဲ့ခေါင်းကိုပုတ်ပေးလိုက်တယ်ညင်သာစွာနဲ့ပြောတယ်သမီးကျန်းတကားကိုမြင်ဘူးလားသူမကကြောင်သွားတယ်ကျွန်တော်ကအေးဆေးဆေးပြောတယ်ဒါဆိုရင်သမီးအတွက်ပြပေးမယ်အဲ့ဒီလူအုပ်ကြီးကကျွန်တော်ရှိကိုပြေးဝင်လာတယ်လက်သီးတွေကိုမြှောက်ပြီးကျွန်တော်မျက်နှာကိုထိုးဖို့လုပ်ကြတယ်ကျွန်တော်မရှောင်ဘူးကျွန်တော်ကသူ့ရဲ့လက်မောင်းကိုပဲဖမ်းကင်လိုက်တယ်သူဘလောက်ပဲယုံသူ့ရဲ့လက်သီးကတလက်မတောင်ရှေ့မတိုးနိုင်ဘူးတခြားလူတစ်ယောက်ကကျွန်တော်ကိုကန်ဖို့လုပ်တယ်ကျွန်တော်ကသူ့ကိုပဲပြန်ကန်ထုတ်လိုက်တယ်ပြီးတော့ကျွန်တော်ကသူ့ကိုမြှောက်လိုက်တယ်ပြီးတော့လွှတ်ပစ်လိုက်တယ်သူကတခြားတပည့်တွေရဲ့ကိုယ်ပေါ်ကိုလဲကျသွားတယ်တယောက်ပြီးတယောက်လဲကျကုန်တယ်လူတွေအော်ဟစ်ကုန်ကြတယ်စားတောက်ဆိုင်ပိုင်ရှင်ကပြားရခတ်သွားတယ်အော်ပြောတယ်မင်းတို့လူအများကြီးကဒီအမဲသားရောက်တဲ့ကောင်တယောက်တည်းကိုမနိုင်ကြဘူးလားနော်နော်ကအခွင့်ရေးရတော့ကျွန်တော်လက်ကိုအတင်းဆွဲပြီးပြောတယ်မြန်ပြေးတော့လျိုအုပ်စုကလူတွေလာနေပြီဒါပေမဲ့ကျွန်တော်ကတော့မလှုပ်ရှားခဲ့ဘူးသူမကလောလက်နဲ့ပြောတယ်သွားဆိုခဏနေရင်လျိုအုပ်စုကလူတွေရောက်လာတော့မယ်တကယ်လို့ကျွန်တော်တို့ထွက်ပြေးသွားရင်သူတို့နောက်လဲလာနောက်ဆက်ဦးမှာပဲတခါတည်းအပြက်ရှင်းလိုက်တာပိုကောင်းပါတယ်နော်ကစိတ်ပူတကြီးနဲ့ပြောတယ်ရှင်စကားကြီးစကားကျယ်တွေမပြောပါနဲ့ဦးမိမိကိုအရင်လုံခြုံအောင်လုပ်ပါဦးကျွန်တော်ကလေတန်အေးနဲ့ပြောလိုက်တယ်ကျွန်တော်ဟန်ဆောင်နေတာမဟုတ်ပါဘူးသူကမှင်သက်သွားပြီးတန်တရားစိတ်နဲ့ကျွန်တော်ကိုကြည့်နေတယ်ဒီနေ့တော့ဖုံးကွယ်ထားလို့မရတော့မှန်းကျွန်တော်သိလိုက်တယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ထက်ကနေရုတ်တရက်ဆူညံတန်တွေထွက်ပေါ်လာတယ်လူတွေကဝေခွဲမရပဲကောင်းကင်စီမော့ကြည့်လိုက်ကြတယ်ဟယ်လီကော်ပတာ2စီးကဒီဘက်ကိုဦးတည်ပြီးပြန်တန်းလာနေတယ်ဟယ်လီကော်ပတာပေါ်မှာယွန်တာလုပ်ငန်းစုဆိုတဲ့စာလုံးကြီးလေးလုံးရိုက်နေထားတယ်ကန်တင်းပိုင်ရှင်ကတော့ဝမ်းသာအားရဖြစ်လို့နေတယ်သူကကျွန်တော်ကိုလက်ညှိုးထိုးပြီးစိတ်လှုပ်ရှားစွာနဲ့ပြောတယ်မင်းကတိတ်ချရဲတယ်မဟုတ်လားငါမင်းကိုပြောလိုက်မယ်မင်းတော့သွားပြီးယွန်တာကလူတွေရောက်လာပြီဒီနေ့ဟာမင်းလူလောကမှာရှိမဲ့နောက်ဆုံးရက်ပဲလူအုပ်ကြီးကဘေးတစ်ဖက်တစ်ချက်စီကိုအလိုလျောက်ဖယ်ပေးလိုက်ကြတယ်လမ်းရဲ့အဆုံးကနေ Rolls Royce Maybach နဲ့ကားကြီးတွေတန်းစီပြီးမောင်းနှင်လာခဲ့တယ်နော်ကဒီလောက်ကြီးမားတဲ့အရှိန်ဝါကိုမြင်တော့တကိုယ်လုံးတုန်ရင်လာတော့တယ်သူမကငိုယိုပြီးကျွန်တော်ကိုပြောတယ်ကျမအမေကကျမကိုတယောက်တည်းကျွေးမွေးဆောင်ရှောက်ခဲ့တာရှင့်ကို15နှစ်တိုင်စောင့်ခဲ့ရတာ
သူမကကျမကိုရှင်ကိုမမုန်းဖို့အမြဲပြောခဲ့တယ်ရှင်ကတကယ်တော့အားကိုးထိုက်တဲ့အမျိုးသားတစ်ယောက်လို့ပြောခဲ့တယ်ဒါပေမဲ့ရှင်ကဘယ်နားမှာအားကိုးထိုက်လို့လဲမိမိကိုယ်ကိုဒီလောက်ဒုက္ခကြီးမအောင်လုပ်ရက်တယ်ကျွန်တော်တက်ပြင်းချလိုက်မိတယ်စိတ်မကောင်းပါဘူးကျွန်တော်နော်ရဲ့မျက်နှာလေးကိုပုတ်တက်ရင်သူမတီးခတ်နိုင်စွမ်းကုန်ငိုကြွေးနေတာကိုကြည့်ပြီးကျွန်တော်နှလုံးသားလဲဆုပ်ဖြဲခံရတယ်လို့နာကျင်ရပါတယ်ကားရန်ကြီးရက်တန့်သွားပြီးလူတွေကားပေါ်ကဆင်းလာကြကကျွန်တော်စီတယောက်ပြီးတယောက်ရှောက်လာကြတယ်ကန်တင်းပိုင်ရှင်ကချက်ချင်းပဲသူတို့စီပြေးသွားပြီးစိတ်လှုပ်ရှားစွာနဲ့ပြောတယ်တထေးကြီးတို့ဒီအမိုက်ကောင်ကလေသူကကျွန်တော်ကိုလက်ညှိုးထိုးပြီးမဟုတ်မမှန်တွေရှောက်ပြောနေတာသူကကြံလုံးကိုအယောင်ဆောင်ထားတာအဲ့ဒါကိုကြားတော့ကျွန်တော်လည်းမခံနိုင်တာနဲ့တထေးကြီးတို့ကိုစားဆုံးမပေးမလို့လုပ်တာလေဒါပေမဲ့သူကတထေးကြီးတို့ကိုတော့မျက်စိထဲမထားပဲထွက်ပြေးဖို့ကြိုးစားနေတာဘေးကလူတွေလည်းစိတ်လှုပ်ရှားစွာနဲ့ဝိုင်းပြောနေကြတယ်ဒါကရွံတကိုင်းမဲ့ဖျားရည်ဒီလူတော့တည်ပြီတာမန်ရက်တွေဆိုဒီလိုလူကြီးတွေကိုတွေ့ဖို့တော့မလွယ်ဘူးဒီနေ့တော့အကုန်စုနေကြတာပဲအားကြလိုက်တာသွားပြီးအကိုကြီးအဖြစ်တောင်းပန်ချင်လိုက်တာအသေးမခံချင်စမ်းပါနဲ့ဒီလူတွေကလမ်းဘေးလူမိုက်တွေလိုကစားနေကြတာမဟုတ်ဘူးနိုနိုနဲ့အတူရှိနေတဲ့လမ်းဘေးလူမိုက်တွေတောင်အခုတော့ဖုန်းတွေထုတ်ပြီးဗီဒီယိုရိုက်နေကြတယ်သူတို့ရဲ့အားနည်းချက်ကတနာစရာရောရေးစရာရောကောင်းနေတယ်နိုနိုရဲ့တငယ်ချင်းတွေနဲ့မတူပဲညီကိုတွေကကျွန်တော်ကိုကြည့်နေကြတယ်ကျွန်တော်လည်းတက်ပြင်းချလိုက်မိတယ်သူတို့တွေကကျွန်တော်ရဲ့ညီကိုတွေပါကျွန်တော်ထောင်ကျနေတဲ့ဆဲငါနှလုံးသူတို့ကျွန်တော်ကိုစောင့်ခဲ့ကြတာရက်ပေါင်း9400ကျော်တစ္ဆာမပြတ်ပဲကျွန်တော်ပြန်ထွက်ကိုစောင့်နေခဲ့ကြတာသူတို့နဲ့ပြန်တွေ့ရလိမ့်မယ်လို့မထင်ထားမိဘူးအခုလိုထူးခြားတဲ့အခြေအနေမျိုးမှာပြန်တွေ့ရတာပါသူတို့ကျွန်တော်စီလျှောက်လာကြတယ်ကန်တင်းပိုင်ရှင်ကတော့အောက်ကျနောက်ကျနဲ့သူတို့ကိုပြောနေတယ်ကျွန်တော်အခုနောက်ကတထေးကြီးတို့အတွက်သူ့ကိုအသက်နဲ့လဲပြီးရိုက်နှက်ပေးခဲ့တာပါသူ့ရဲ့တနာစရာကောင်းတဲ့ပုံစံကိုကြည့်ပါဦးအဲ့ဒါကျွန်တော်လုပ်ထားတာလေနိုနိုကလူတွေကျွန်တော်စီလျှောက်လာတာကိုမြင်တော့သူလန့်ပြီးတုံတုံရင်ရင်နဲ့ပြောရှာတယ်တထေးကြီးတို့ကျမစကားကိုနားထောင်ပါဦးဒါကျမအဖေပါသူထောင်ချနေတာကြာပါပြီဒီတတူးတွေကလည်းဟိုးအရင်ကတည်းကရှိနေခဲ့တာပါသူပြန်လာကတည်းကသူထောင်ချခဲ့ဘူးလို့ကျမသူ့ကိုမုန်းပြီးအနာမကတ်ခဲ့ဘူးဒါကြောင့်အခုမှသူ့ရဲ့တတူးတွေကိုပထမဆုံးမြင်ဘူးတာပါကျမသာကြိုတိခဲ့ရင်သူ့ကိုတေချာပေါက်တတိပေးခဲ့မှာပါနိုနိုကပြောရင်းနဲ့ပိုကြောက်လာပေမဲ့ကျွန်တော်ရှိကနေကာကွယ်ပေးထားတော့မယ်သူငိုပြီးပြောနေရှာတယ်ကျမအမေကသူ့ကိုနှစ်အကြာကြီးစောင့်ခဲ့ရတာပါသူကတထေးကြီးတို့ကိုရန်စဖို့ရည်ရွယ်ချက်မရှိပါဘူးသူကကြံလုံးကိုအယောင်ဆောင်ဖို့လည်းမတွေးခဲ့ပါဘူးတောင်းပန်ပါတယ်သူ့ကိုလွှတ်ပေးပါနော်ကျမဒူးထောက်တောင်းပန်ပါတယ်ကျွန်တော်အတွက်နဲ့နိုနိုကမြေပြင်ပေါ်မှာဒူးထောက်ပြီးငိုယိုနေရှာတယ်ကျွန်တော်ရင်ခွဲမတက်ခံစားရပြီးအသက်ရှူရတာတောင်ခက်ခဲလာတယ်ကျွန်တော်ကိုအမျက်စိတ်ပြက်နေတဲ့သူ့ရဲ့ပုံစံကိုပဲကျွန်တော်ပုံမြင်ချင်မိတယ်အဲ့ဒီအချိန်မှာကန်တင်းပိုင်ရှင်ကလောင်ပြောင်ပြီးပြောတယ်နင်ကဘာကောင်းမို့လို့လဲနင်တို့ဒူးထောက်တာကဘလောက်တန်လို့လဲသူ့စကားလဲစုံရောယွန်တားရဲ့လူကြီးတွေအကုန်လုံးရုတ်တရက်ဒူးထောက်လိုက်ကြတယ်နိုနိုရဲ့အလေးပြုမှုကိုသူတို့မခံယူရဲကြဘူးအဲ့ဒီအချိန်မှာဘေးကလူတွေအကုန်လုံးပါဆက်အဟောင်းသားဖြစ်သွားကြတယ်သူတို့တွေကရိုးရိုးတေးတေးနဲ့ပြိုင်လို့နှုတ်ဆက်ကြတယ်အကိုကြီးလုံးနှုတ်ဆက်ပါတယ်သမီးကြီးရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကြောင့်နိုနိုကြောင်သွားရတယ်ကန်တင်းပိုင်ရှင်လည်းမျက်နှာပြတ်သွားပြီးရေရွတ်မိတယ်လူကြီးမင်းတို့လူမားနေတာမဟုတ်လားသူကထမင်းမှုရောက်တဲ့လူတစ်ယောက်ပဲလေသူ့စကားလဲစုံရောလူမိုက်တွေကသူ့ကိုမြေပြင်ပေါ်ဆွဲလဲပြီးမျက်လုံးတွေနီမြန်းကဒေါသတကြီးပြောကြတယ်ဒီနေ့ကနေ့အတွက်လူလောကမှာနောက်ဆုံးနေ့ပဲကန်တင်းပိုင်ရှင်ကကြောက်လန့်တကြားနဲ့အော်ဟစ်နေတယ်အထင်လွဲတာပါအားလုံးကအထင်လွဲတာပါကျွန်တော်နိုနိုရဲ့အနားကိုသွားပြီးသူ့ကိုထူပေးလိုက်တယ်နိုနိုမတ်တက်ရက်လိုက်ပေမဲ့လူကြီးတွေကတော့တူးထောက်ထားတော့မယ်ကျွန်တော်ဘာမှမပြောသေး၍သူတို့လည်းမလုပ်ရဲကြဘူးနိုနိုကတတွေးမျိုးချပြီးကြောင်အန်းနဲ့မေးရှာတယ်ကျမကကြံလုံရဲ့သမီးလားလွန်ခဲ့တဲ့15နှစ်ကအဖေတယောက်တည်းဓာတ်တလက်နဲ့လူတစ်ထောင်ကိုရင်ဆိုင်ခဲ့တာမြစ်တဝက်လောက်သွေးပင်လဲဝေခဲ့တယ်ဆိုတဲ့ကောလာဟာလာကအမှန်ပဲလားလူတစ်ယောက်တည်းနဲ့လူတစ်ထောင်ကိုဘလို့များရင်ဆိုင်နိုင်ခဲ့တာလဲအမှန်ပဲပေါ့ဒီကောင်းကိုရှင်းလင်းပြီးမှအဖေပြောပြမယ်ကျွန်တော်ကန်တင်းပိုင်ရှင်ကိုတစ်ချက်ကြည့်လိုက်တော့ညီကိုတွေကကျွန်တော်အတိတ်ပဲကိုနားလည်သွားကြတယ်ချက်ချင်းပဲသူ့ကိုကျွန်တော်စီဆွဲခေါ်လာကြတယ်ကန်တင်းပိုင်ရှင်ကတော့ကြောက်လန့်နေပြီသူကအသေးတန်နဲ့ကဲပါဦးလို့អော်နေပြီးခွေးသေးတကောင်လိုမြေပြင်ပေါ်မှာအဆွဲခံနေရတယ်ဟိုလူတန်ကြီးလဲကြောင်အန်းသွားတယ်အခုနာတင်တောင်းကျမ်းနေတဲ့သူကအခုတော့ကြောက်လွန်းလို့ခြေထောက်တွေတုံနေပြီလူအုပ်ထဲကနေတုံတုံရင်ရင်နဲ့ထွက်ပြေးဖို့ကြိုးစားနေတဲ့သူကတော့ကြောက်လန့်နေပြီလေလူကအလွန်မင်းကြောက်လန့်လာတဲ့အခါခြေထောက်တုံတာကိုမထိန်ချုပ်နိုင်တော့ဘူးသူထွက်ပြေးဖို့ကြိုးစားနေတော့မယ်ဒါပေမဲ့ခြေထောက်တွေကပိုပိုပြီးပျော့ခွေလာကနောက်ဆုံးတော့မြေပြင်ပေါ်ဒူးထောက်ကျသွားတော့တယ်ညီကိုတွေကသူ့ကိုဖမ်းဆီးလိုက်ပြီးကျွန်တော်စီဆွဲခေါ်လာကြတယ်သူ့ရဲ့တပည့်တွေကိုလည်းအကုန်ဖမ်းလာကြတယ်ကျွန်တော်ဟိုစပင်ဒီမလေးကိုကြည့်ပြီးပြောလိုက်တယ်ဟိုလူတွေကိုလည်းခေါ်ခဲ့ကြဦးအခုနာရင်ကျွန်တော်တို့ကိုစော်ကားနေတဲ့စပင်ဒီမလေးကြောင်သွားတယ်သူ့မျက်နှာကအလွန်မင်းကြောက်လန့်သွားပြီးသူတတိမဝင်လာခင်မှာပဲလူအုပ်ကြီးကဘေးကိုဖယ်ပေးလိုက်ကြတယ်သူတို့တွေကလူအုပ်ထဲမှာပုန်းနေကြတာပါဒါပေမဲ့ကြံလုံးဆိုတဲ့နာမည်အောက်မှာဘယ်သူမှပြဿနာမရှာရဲကြဘူးနိုနိုနဲ့အတူရှောက်သွားနေတဲ့အုပ်စုကတော့လူပြက်တွေလိုပဲနေရာမှာတင်ကြောင်အမ်းပြီးရက်နေကြတယ်သူတို့ခေါင်းငုံပြီးကျွန်တော်စီတုံတုံရင်ရင်နဲ့ရှောက်လာကြတယ်ကျွန်တော်ရှေ့ရောက်တော့စပင်ဒီမလေးကငိုတန်နဲ့ပြောရှာတယ်အကိုကြီးကျမအခုနာကတမင်စော်ကားတာမဟုတ်ပါဘူးနောက်ပြောင်လိုက်တာပါနိုနိုငါတို့ကတငယ်ချင်းကောင်းတွေမလားနင်ကူညီပြီးပြောပေးပါဦးနိုနိုကအေးဆက်ဆက်နဲ့ပြောတယ်ဘသူကနေနဲ့တငယ်ချင်းကောင်းမို့လို့လဲအခုနကတည်းငါကူညီတောင်းတာကို
နင်တို့ကငါ့ကိုလှောင်ပြောင်တယောက်ခဲကြတာလေအခုမှလာပြီးတငယ်ချင်းကောင်းလာလို့မနေနဲ့နင်တို့ရဲ့ဇယိုက်ကိုငါအကုန်သိပြီးသားညီကိုတယောက်ကကျွန်တော်အနားလာပြီးရိုးရိုးသေးသေးမေးတယ်အကိုကြီးလုံဒီကောင်းတွေကိုဘလို့အပြစ်ပေးရမလဲကျွန်တော်ကန်တင်းပိုင်ရှင်ကိုကြည့်လိုက်တယ်သူကတော့တကိုယ်လုံးတုံပြီးငိုယိုကပြောတယ်အကိုကြီးလုံမဟုတ်ပါဘူးအကိုကြီးလုံတထေးကြီးလုံမှာကျွန်တော်အကိုကြီးရဲ့အဆင့်တန်းကိုတကယ်မသိလို့ပါကျမသာကြိုသိခဲ့ရင်ကျွန်တော်ကိုတတိအစတရားပေးရင်တော့အကိုကြီးကိုမယန့်စေရပါဘူးကျွန်တော်သူ့ရှိကိုသွားပြီးအထက်စီးကနေကြည့်လိုက်တယ်ဒီကောင်ကပိုပြီးကြောက်လာကဘောင်းဘီထဲမှာတင်သေးထွက်ကြလာတယ်ကျွန်တော်တပြင်းချပြီးပြောလိုက်တယ်ငါနေနဲ့စီးပွားရေးလူနေတာမဟုတ်ဘူးငါတို့ရဲ့ထမင်းမှုစည်းနှုန်းကအတူတူပဲចောင်းသားတွေကနင့်စီကဝယ်ချင်ရင်ကန်တင်းထဲမှာတင်တက်တောင့်တက်တာထိုင်စားလို့ရတယ်ဒါပေမဲ့ငါစီကဝယ်ရင်တော့နေပူမရှောင်မိုးရွာမရှောင်စားရယုံတင်မကဘူးကျောင်းပြင်ပမှာတင်လမ်းဘေးမှာထိုင်စားရတာအဲ့ဒါကိုသူတို့ကဘာလို့ငါစီကဝယ်စားကြတာလဲကန်တင်းပိုင်ရှင်ကတရွေးတစ်ချက်မျိုးချပြီးတုံတုံရင်ပြောလိုက်တယ်ကျွန်တော်လောကကြီးမိလို့ပါကျွန်တော်လူမဆန်မိလို့ပါကျွန်တော်မှားတော့ပါပြီကျွန်တော်တကယ်အမှားသိပါပြီညီကိုတယောက်ကပျက်စီးနေတဲ့ဆိုင်ဘေးကိုလာပြီးတိုးတိုးလေးပြောတယ်လုံကိုကတရက်ကိုထမင်းမှု300မကရောင်းရတာဒါကမင်းပုတ်ချလိုက်တာလားဒါမှမဟုတ်မင်းပတ်စံပေးပြီးဝယ်ထားတာလားကန်တင်းပိုင်ရှင်ကပြတလဲနဲ့ကပြကြရညင်းလိုက်တယ်ကျွန်တော်ဝယ်ထားတာပါလုံကိုပင်ပန်းနေတာတွေ့လို့ကျွန်တော်တကူးတကဝယ်ပေးထားတာပါဒါဆိုမင်းကိုနင့်နာကြီးပေးရအောင်မလားဆိုင်ရှင်ကကြောက်လွန်းလို့ကြမ်းပြင်ပေါ်ဒူးထောက်ပြီးတုံတုံရင်ပြောတယ်မလိုပါဘူးကျွန်တော်မှမျက်စိရှိပေမဲ့တောင်ကြီးကိုမမြင်မိတာပါလူကြီးမင်းတို့စိတ်သဘောထားကြီးပေးကြပါမင်းဝယ်ထားတာဆိုမှတော့အကုန်စားလိုက်လေသူကြောင်သွားပြီးတောင်လိုပုံနေတဲ့ထမင်းမှုတွေကိုကြည်ကာတွေးဝေစွာမေးလိုက်တယ်စားရမှာလားညီကိုတယောက်ကဒေါသတကြီးអော်လိုက်တယ်လုံကိုလှုပ်ပေးတာကမင်းစားဖို့မတန်ဘူးလားစားပါမယ်ကျွန်တော်အခုချက်ချင်းစားပါမယ်ကန်တင်းပိုင်ရှင်ကထမင်းမှုတွေနာကပြကြရသွားပြီးခွေးတကောင်လိုကျမ်းပြင်ပေါ်ဝက်လိုက်တယ်ပြီးတော့ကျမ်းပြင်ပေါ်ကထမင်းတွေကိုလောလောနဲ့ကုန်းစားတော့တယ်အရသာဘလို့လဲသူကစားရင်းနဲ့ဖားပြားပြီးပြန်ဖြေတယ်စားလို့အရန်ကောင်းပါတယ်ကျွန်တော်ဆိုင်ကထက်အများကြီးတာပါတယ်ဒါဆိုရင်လည်းအကုန်အောင်စားလိုက်လေဆိုင်ရှင်ကငုံမဲနဲ့ပြန်ပြောတယ်လူ300စားတွေကိုကျွန်တော်တယောက်တည်းဘလို့ကုန်အောင်စားနိုင်မှာလဲညီကိုတွေကအဲ့ဒီစကားကိုကြားတာနဲ့ဒေါသထွက်သွားကြတယ်မစားနိုင်ဘူးဟုတ်လားငါတို့ကူညီပေးမယ်ဆိုင်ရှင်ရဲ့ကောင်းကိုထမင်းပုံနဲ့အတင်းဖိနှိပ်ပစ်လိုက်ကြတယ်သူကတော့အခက်ခဲကြီးစွာနဲ့ကျမ်းပြင်ပေါ်ကထမင်းတွေကိုတလုတ်ချင်းစီစားနေရရှာတယ်ကျွန်တော်ကအဲ့ဒီလူမိုက်တွေကိုလှမ်းကြည့်ပြီးစကားတခွန်းပြောလိုက်တယ်မင်းတို့ရောဝိုင်းမကူကြဘူးလားဒီစကားတခွန်းနဲ့အားလုံးကကျွန်တော်အတိတ်ပဲကိုသဘောပေါက်သွားကြတယ်သူတို့ကိုလည်းဆိုင်ရှင်ဘေးဆွဲခေါ်လာပြီးခေါင်းတွေကိုထမင်းပုံနဲ့အတင်းဖိချလိုက်ကြတယ်ညီကိုတယောက်ကအေးဆက်ဆက်နဲ့ပြောလိုက်တယ်စားကြစမ်းကောင်းစားပြီးမှလမ်းထွက်ကြတာပေါ့ဒီရိုးရှင်းတဲ့စကားတခွန်းကကန်တင်းပိုင်ရှင်နဲ့သူ့လူတွေကိုအကြီးအကျယ်ထိတ်လန့်သွားစေတယ်လုံကိုကျွန်တော်တို့ကိုဘယ်လမ်းပို့မလို့လဲဗျာငါတို့မှာနိုင်ငံခြားမှာတတ်ထုတွင်တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒီနေရာကစစ်ပွဲတွေနဲ့ငှက်ဖျားယောဂကြောင့်လူတွေအများကြီးတည်ကြတယ်မင်းတို့ကံကောင်းရင်တော့ခြေပြက်လက်ပြက်နဲ့10နှစ်လောက်လုပ်ပြီးရင်ပြန်လာနိုင်လိမ့်မယ်ကံမကောင်းရင်တော့မင်းတို့ရဲ့အယိုးပြပဲပြန်ရောက်လာလိမ့်မယ်ဆိုင်ရှင်နဲ့သူ့လူတွေကဒါကိုကြားတော့ချက်ချင်းကြောက်လန့်တကြားနဲ့ဒူးထောက်ငိုယူကြတော့တယ်မတော်လို့မရဘူးလားဗျာမတော်ပဲနေလို့ရတယ်ဒါပေမဲ့ကုမ္ပဏီကြီးကမင်းတို့အလှည့်ကြရင်အတင်းတောင်းပန်ပြီးသွားခိုင်းလိမ့်မယ်ဆိုင်ရှင်ကပြတလဲဖြစ်သွားပြီသူကဒူးထောက်လျက်နဲ့ကျွန်တော်ခြေထောက်နာအထိတရွတ်တိုက်လာပြီးငိုယူပြောတယ်လုံကိုကျွန်တော်တကယ်မှားသွားပါပြီကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုနိုင်ငံခြားကိုမပို့ပါနဲ့ဗျာကျွန်တော်ကြားဘူးပါတယ်အဲ့ဒီကတထုတွင်းကအလုသမားတွေဟာဘုံတန်ကြောင်ကိုတပိုင်းပြက်ကုန်ကြတယ်လို့ဒါမှမဟုတ်ရင်လည်းအဲ့ဒီကလက်နက်ကင်တွေရဲ့နှိပ်စက်မှုကိုခံရပြီးခြေပြက်လက်ပြက်ဖြစ်ကုန်ကြတယ်လို့အစတုန်းကတော့အဲ့ဒီနိုင်ငံကအလုသမားတွေကိုပဲတုံးမဲ့ပြောပြီးအခုကျမှကျွန်တော်ကိုဘာလို့ပို့ရတာလဲကျွန်တော်လဲလူပါဗျာကျွန်တော်တစ်ချိန်ပဲမှားမိတာကိုဒီလောက်ထိလုပ်ဖို့မလိုပါဘူးကျောင်းအုပ်ကြီးကမင်းရဲ့ဝမ်းကွဲအကူလို့ငါကြားထားတယ်မင်းကိုတိုင်ချက်ဖွင့်တာအကြိမ်ကြိမ်ရှိပေမဲ့ဘာမှမဖြစ်ခဲ့ဘူးမလားပြီးတော့သူတို့ကကိုယ့်အခွင့်အရေးကိုကာကွယ်တဲ့ဘက်ကဖြစ်နေတာတော့မင်းကိုတိုင်ပြီးလို့ကျောင်းကပါအထုတ်ခံလိုက်ရတယ်အဲ့ဒါအမှန်ပဲမလားဒါကလည်းသူတို့ဘာသာစာမှုပွဲကြလို့ပဲလေအစိုးရကျောင်းမအောင်တာကိုပုဂ္ဂလိကကျောင်းရောက်တာတောင်တောင်းကျမ်းကျင်သေးတယ်ကြည်ရတာမင်းမျက်လုံးထဲမှာတော့အားရှိတဲ့သူကအားနေတဲ့သူကိုနှိပ်စက်လို့ရတယ်ပေါ့ဒါဆိုရင်ငါကလည်းမင်းကိုနှိပ်စက်လို့ရတယ်ဆိုတဲ့သဘောပဲမလားငါကကန်တင်းပိုင်ရှင်ရဲ့စကားကိုဖျက်ပြောလိုက်တယ်လက်လန်းပြီးသူ့ပူခုံးကိုပုတ်ပေးလိုက်တယ်ငါတပြင်းတစ်ချက်ချလိုက်ပြီးကလေးတွေကခန္ဓာကိုယ်ကြီးထွားနေတဲ့အချိန်ပဲစီးပွားရေးလုပ်ရင်အမျက်ကိုကြည့်ရမယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ကလေးတွေပေါ်တော့အနီးဆုံးတော့အတိစိတ်ရှိတဲ့နဲ့မင်းကငါ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံစေခြင်းနဲ့ဒါပေမဲ့မင်းကကလေးတွေကိုကောင်းကောင်းဆက်ဆံခဲ့ရဲ့လားတခြားနည်းလမ်းမရှိလို့ဒါမဟုတ်ရင်ဘသူကကြောင်းပြင်ပထွက်ပြီးလမ်းဘေးမှာထမင်းမှုရောင်းချင်ပါမလဲကျွန်တော်မှားသွားပါပြီကန်တင်းပိုင်ရှင်စကားမဆုံးခင်မှာပဲညီကိုတွေကသူ့ကိုဆွဲခေါ်သွားကြတယ်သူတို့ပြောတယ်လို့ပဲသူတို့သွားချင်သွားမသွားချင်နေဒါပေမဲ့နောက်ဆုံးမှာတော့ရွမ်နာကသူတို့ကိုအတနာခံခိုင်းမှတေးချက်တယ်ဒီအချိန်မှာတော့ကြောက်တတ်တဲ့အဲ့ဒီမောင်နှမတွေကကြောက်လွန်းလို့တုံရင်နေကြပြီးစပင်နီမလေးကငိုပြီးပြောတယ်ဦးလေးကျမတို့နောက်ခါဦးလေးကိုမလောင်ရဲတော့ပါဘူးငါလက်လန်းပြီးသူ့ရဲ့စပင်နီတွေကိုပို့ပေးလိုက်တယ်ပြီးတော့လေတန်အေးအေးနဲ့ပြောလိုက်တယ်ငါမင်းတို့ကိုဘာလုပ်ဖို့မှမစဉ်းစားထားပါဘူးငါကအစာကိုကောင်းကောင်းတင်စေချင်တာဒီလိုအတိတ်ပဲမရှိတဲ့အရာတွေကိုအားမကြပါနဲ့ကြောင်းမှာလူမိုက်လုပ်ပြီးကိုးကွယ်ရာတွေလျှောက်ထားပြီးမင်းတို့ကိုမင်းတို့အရန်တော်တယ်ထင်နေကြတာဒါပေမဲ့လူဖွဲ့စည်းတယ်
ရောက်သွားရင်ဒီအကျင့်ဆိုးတွေကမင်းတို့ကိုဖျက်ဆီးလိုက်မယ်သူကကြောက်စိတ်ကိုမအောင်နိုင်ပဲမျက်ရည်တွေကျလာတယ်နောက်တစ်ခါငါသမီးနဲ့လာကစားတဲ့အခါကျရင်သပင်ကိုအရင်ဆုံးပုံမှန်အောင်ပြန်ဆိုးခဲ့ဖို့မှတ်ထားပါဟုတ်ပြီလားသူကောင်းချင်းပြတယ်ဒီအချိန်မှာတော့သူကရင်ထဲကကြောက်စိတ်ကိုမအောင်နိုင်တော့ပဲမြေပြင်ပေါ်မှာဒူးထောက်လိုက်တယ်ငါတက်ပြင်းချလိုက်ပြီးမြေပြင်ပေါ်ကပစ္စည်းတွေကိုကိုယ့်ဘာသာသိမ်းဆည်းလိုက်တယ်ငါကအေးအေးဆေးဆေးနေချင်တာပါသူတို့တွေကငါ့ကိုဆွဲမထားရင်ငါလည်းဒီလိုလူသိရှင်ကြားလုံးမဒါမဟုတ်ဘူးညီကိုတွေကငါကိုယ်တိုင်လုပ်နေတာကိုမြင်တော့အားလုံးစိတ်လှုပ်ရှားပြီးပစ္စည်းတွေကူသိမ်းပေးဖို့ပြေးလာကြတယ်ဘာလို့အားလုံးကငါတို့ကိုဒီလောက်ကြောက်နေကြတာလဲဒီရွန်နာကလူမိုက်ကိုင်းလိုပဲဖြစ်နေလို့ပါသူတို့ကြောင့်သွားကြတယ်နောက်ဆုံးနားမလည်နိုင်စွာနဲ့ပြောလိုက်တယ်မသိဘူးလေဖြစ်နိုင်တာကကျွန်တော်တို့ကတကယ်ပဲချမ်းသာလွန်းလို့ထင်တယ်ငါအင်းလိုပဲဖြေလိုက်တယ်ဆိုင်ကိုသိမ်းဆဲပြီးတဲ့နောက်နို့နို့ကိုလက်လန်းပြပြီးငါနဲ့အတူအိမ်ပြန်ဖို့အချက်ပြလိုက်တယ်နို့နို့ကငါဘေးကနေလိုက်လာတယ်သူကခဏခဏနောက်ကိုလှည့်ကြည့်နေတယ်ဘာလို့လဲဆိုတော့ညီကိုတွေကငါတို့နောက်ကနေလိုက်နေကြတော့မဲမပြန်ကြသေးဘူးငါမှကြန့်ရှိနေတဲ့ထမင်းမှုတစ်ခုကိုသူ့ကိုပေးလိုက်တယ်သူကတက်ပြင်းချပြီးပြောတယ်နှမျောစရာကြီးအစကအဖေအတွက်ပြင်ဆင်ထားတဲ့ထမင်းမှုကိုသမီးကတေးသေးချာချာနဲ့အသေးပုံလေးဖော်ထားတာနို့နို့ကထမင်းမှုကိုလှမ်းယူလိုက်ပြီးမျက်ရည်တွေကိုတုပ်လိုက်တယ်ပြီးတော့တိုးတိုးလေးပြောတယ်သမီးကငါတို့တစ်ခုခုဖြစ်တော့မယ်ထင်နေတာအဖေစောစောကပြောတင်တာပေါ့အဖေကကော့ကျန်းလုံဆိုတာကိုသမီးဒီလောက်ကြောက်နေတာတောင်ဘာလို့ငါရှိကနေကာကွယ်ပေးတာလဲသမီးအဖေကိုဘလောက်ပဲမုန်းပါစေအဖေထွက်သွားခဲ့တဲ့15နှလုံးလုံးအဖေကသမီးရဲ့အဖေပဲလေပြီးတော့သမီးအမေလည်းနေရောညပါမျောလင်းဆောင်စားခဲ့ရတဲ့လူသားပဲလေငါပြုံးလိုက်ပြီးသူ့ရဲ့မျက်ရည်တွေကိုတုပ်ပေးရင်တိုးတိုးလေးပြောလိုက်တယ်လွန်ခဲ့တဲ့15နှလုံးလုံးငါမင်းတို့အပေါ်မှားခဲ့ပါတယ်နောက်ဆိုရင်ငါမင်းတို့ကိုဘယ်တော့မှပြစ်မသွားတော့ဘူးနို့နို့လမ်းလျှောက်ရတာမောလာလို့လမ်းဘေးကကြောက်ခုံမှာထိုင်ကျင်နေတယ်ငါလည်းကြပြကြရနဲ့တ िश ူးထုတ်ပြီးခုံကိုတုပ်ပေးလိုက်တယ်သူထိုင်ပြီးတဲ့နောက်ငါကတူကိုလှမ်းပေးလိုက်တယ်ဖခင်တယောက်အနေနဲ့တက်နိုင်တာကိုလုပ်ပေးတာပါနိုးနိုးကတူကိုကင်ပြီးမေးတယ်အဖေအဲ့ဒီတုန်းကလူတစ်ထောင်ကိုတယောက်တည်းရင်ဆိုင်ခဲ့တယ်ဆိုတာဘလို့လဲဒါကဂုံယူစရာကိစ္စတော့မဟုတ်ပါဘူးငါနိုးနိုးရဲ့မျက်လုံးကိုကြည့်ပြီးအတိတ်ကိုပြန်ပြောင်းတတိယရင်ပြောလိုက်တယ်လွန်ခဲ့တဲ့15နှစ်ကငါနဲ့ညီကိုတွေကရွန်နာဂယူကိုတီထောင်ခဲ့ကြတယ်ငါတို့ကရိုးရိုးသားသားစီးပွားရေးလုပ်ခဲ့ကြတာပါဒါပေမဲ့အဲ့ဒီတုန်းကအခုလိုမအေးချမ်းဘူးအဲ့ဒီတုန်းကလူမိုက်ကိုင်းတွေရှိပြီးငါတို့ရဲ့စီးပွားရေးကိုအကြိမ်ကြိမ်လူယူခဲ့ကြတယ်အားလုံးကသူတို့ကိုအယမ်းမုန်းတိကြပြီးပြင်းပြင်းထန်ထန်ပြန်တိုက်ခိုက်ချင်ခဲ့ကြတယ်ငါကညီကိုတွေမှာမိသားစုတွေရှိကြတယ်လို့ပြောခဲ့တယ်လူမိုက်တွေနဲ့တွားတိုက်ရင်ကိုပဲဖျက်ဆီးရရောက်လိမ့်မယ်တပုံကိုဖမ်းချင်ရင်အရင်ဆုံးခေါင်းဆောင်ကိုဖမ်းရမယ်နိုးနိုးတွေတစ်ချက်မျိုးချလိုက်ပြီးတမီးသိပါတယ်တမီးအဖေတို့အကြောင်းကိုကြားဘူးတယ်အဖေတို့ကအမြဲတမ်းနှိပ်စက်ခံခဲ့ရတာပြန်ပြီးတိုက်ခိုက်ဖို့အတွက်တေးရရှင်ရင်မဲနိုင်ခဲ့ကြတာပြီးတော့အဖေကမဲပေါက်သွားတာပေါ့ငါနိုးနိုးကိုလေးလေးနက်နက်နဲ့ပြောလိုက်တယ်အင်းအဲ့ဒီတေးရရှင်ရင်မဲနိုင်ပွဲပဲငါတေးသွားရင်ပြန်မရှင်နိုင်ပါစိုးရိမ်လို့ခန္ဓာကိုယ်ပေါ်မှာပကံမင်းဆေးမင်ကြောင်ထိုးခဲ့တာလွန်ခဲ့တဲ့15နှစ်ကအကြောင်းအရာအလုံးကိုနိုးနိုးကိုပြောပြလိုက်တယ်ငါခန္ဓာကိုယ်ပေါ်မှာတံများတွေကိုတစ်ထပ်ပြီးတစ်ထပ်ပတ်ထားခဲ့တာဘာလို့လဲဆိုတော့လှုပ်ရှားရတာအဆင်မပြေလို့ငါကချုံမိသားစုရဲ့တဲကွင်းအောက်မှာကိုမြုပ်ထားဖို့ရွေးချယ်ခဲ့တယ်သူပေါ်လာတဲ့အချိန်မှာသူကငါခေါင်းပေါ်မှာရက်နေတာငါကဓာတ်နဲ့သူ့ရဲ့အောက်ပိုင်းကိုတိုက်ရိုက်ထိုးဖောက်လိုက်တယ်အဲ့ဒီနောက်မှာငါကတယောက်တည်းရင်ဆိုင်ခဲ့ရပြီးတဲကွင်းထဲကလူအားလုံးကိုရင်ဆိုင်ခဲ့ရတယ်ငါကိုယ်ပေါ်မှာဓာတ်ချက်ဘလောက်ထိခဲ့လဲမမှတ်မိတော့ဘူးငါကိုယ်ပေါ်မှာတံများတွေအများကြီးပတ်ထားလို့တော်သေးတာပေါ့သူတို့ကအစမှာတော့ထူးဆန်းနေကြပြီးနောက်မှငါအင်ကြီးကိုဖျက်ပစ်လိုက်ကြတာငါကတံများတွေကိုတစ်ထပ်ပြီးတစ်ထပ်ပတ်ထားတာကိုမြင်တော့အလဲခစ်တန်ချက်ကလိုပဲသူတို့ဒေါသထွက်ပြီးတဲတင်ကားတွေနဲ့ငါကိုကြိတ်ဖို့လုပ်ကြတယ်ရဲတွေအချိန်မီရောက်လာလို့ငါအသက်ရှင်ခဲ့တာပါလူတွေကငါကိုကော့ကျန်းလုံလို့ခေါ်ကြတယ်ဒါပေမဲ့ငါလည်းဒီအတွက်ကြောင့်ပေးဆက်ခဲ့ရပါတယ်ထောင်ဒဏ်အနှစ်20ချမှတ်ခံခဲ့ရတယ်ထောင်ထဲရောက်တော့ငါဘဝပြီးပြီလို့ထင်ခဲ့တာငါမှကလေးတစ်ယောက်ရှိလာတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အထိပဲငါနိုးနိုးကိုညင်ညင်တတလေးပြောလိုက်တယ်ကောင်းမွန်တဲ့ဖခင်တစ်ယောက်ဖြစ်လာဖို့အတွက်ကျွန်တော်တက်ကြွစွာပြုပြင်ပြောင်းလဲခဲ့တယ်ထောင်ကနေငါနှစ်စောထွက်လာခဲ့တယ်တမီးအရွယ်ရောက်လာတဲ့နေ့ရက်ကိုမလွဲချော်ခြင်းရုံလေးပါနော့ကတတွေးတစ်ချက်မျိုးချလိုက်ပြီးဘာလို့လဲဒီနှစ်တွေမှာအမေကတမီးကိုတခါမှမပြောခဲ့တာလဲအဲ့ဒါကလူဆိုးကိုင်းအင်အားစုတွေလေကျွန်တော်တို့ကရဲပြောမလားရန်သူတွေအိမ်ထိလိုက်လာမှစိုးရိမ်လို့ပါဒီနှစ်တွေမှာညီကိုတွေကိုတမီးအမေကိုကူညီဖို့တောင်မပြောရဲခဲ့ဘူးတမီးရဲ့မိသူမိဝါဖြစ်ကြောင်းကိုလည်းဘသူ့ကိုမှမသိစေချင်ခဲ့ဘူးဒါဆိုအဖေလည်းပြန်ရောက်လာပြီပဲကိုဘာလို့တမီးကိုမပြောပြတာလဲကျွန်တော်ကနောက်ွယ်ကညီကိုတွေကိုညှို့ပြပြီးပြောလိုက်တယ်မင်းတိလားဘာလို့15နှစ်ကြာတဲ့အထိလူတိုင်းကကျွန်တော်ကိုဥက္ကဋ္ဌအဖြစ်တင်မြှောက်ထားကြတုံးလဲဆိုတာညီကိုတယောက်ကစိတ်မကောင်းစွာနဲ့ပြောတယ်ဒီအချိန်တုန်းကလုံကောမှာတာသမီမရှိဘူးကျွန်တော်တို့တယောက်ချင်းစီမှာကအထက်မှာလူကြီးအောက်မှာလူငယ်တွေရှိကြတယ်သူထောင်ထဲရောက်သွားတဲ့အထိမှာသူကတေးရရှင်ရင်မဲနိုင်မှုမှာလက်ဝဲကြီးအုပ်ခဲ့မှန်တိလိုက်ရတယ်သူကမဲနိုင်ဖို့အကြံပြုခဲ့ပေမဲ့အစကတည်းကသူကကျွန်တော်တို့အတွက်အားလုံးကိုဆွတ်လွတ်ဖို့ဆုံးဖြတ်ထားပြီးသားပါကျွန်တော်နောက်ကိုစိတ်မကောင်းစွာပြုံးပြပြီးပြောလိုက်တယ်အဲ့ဒီအချိန်တုန်းကသမီရှိနေမှန်းကျွန်တော်မသိခဲ့ဘူးကျွန်တော်ကဦးကြောင်နဲ့စာတစောင်းတောင်ရေးခဲ့သေးတယ်သူ့ကိုနောက်ထပ်အမျိုးသားတစ်ယောက်ရှာဖို့ပေါ့သမီးကိုကိုဝင်ရှိနေမှန်းသိခဲ့ရင်ကျွန်တော်ဘယ်တော့မှအစွမ်းပြမှာမဟုတ်ဘူးအဲ့ဒီနှစ်ကကျွန်တော်သမီးအမေကိုစွန့်ပစ်ဖို့ရွေးချယ်ခဲ့တယ်ဒီကိစ္စကြောင့်လည်းဖြစ်တာမို့ကျွန်တော်မှသမီးကိုပြောပြဖို့မျက်နှာမရှိဘူးလို့ခံစားရတယ်ကဲပါမင်းတို့အားလုံးနောက်ကနေမလိုက်ကြနဲ့တော့မသိတဲ့သူတွေကကျွန်တော်ကိုလူမိုက်ကိုင်းကထင်နေအောင်မယ်ညီကိုတွေကနည်းနည်းပြရခတ်သွားပြီးနော်ကိုအကူညီတောင်းတဲ့အကြီးနဲ့ကြကြည့်တယ်မမကြီးလုံကောကအဝေးကိုမပြန်ကျင်တာကလည်းသူကတန်ရောစင်နဲ့တစ္ဆာတရားကိုတန်မိုးထားလို့ပါသူကလူကြီးလူကောင်းချင်းပေါင်းတင်တာရေလိုအေးမြရမယ်လို့ပြောတယ်ကျွန်တော်တို့ရဲ့ငွေကြေးတုံ့ပြန်မှုကိုမလိုချင်ဘူးလေလွန်ခဲ့တဲ့15နှစ်ကကျွန်တော်တို့အားနည်းခဲ့တုန်းကသူတစ်ပါးအနိုင်ကျင့်တာကိုခံခဲ့ရတယ်သူ့ရဲ့အကာအကွယ်ကိုပဲအားကိုးခဲ့ရတာ15နှစ်ကြာပြီးနောက်မှာတော့အခြေအနေတွေပြောင်းလဲသွားပါပြီကျွန်တော်တို့ဒီကျေးဇူးကိုပြန်ဆက်ရမယ်အလှည့်ရောက်ပါပြီကျွန်တော်မျက်မှောင်ကုပ်ပြီးပြောလိုက်တယ်မင်းတို့
အားလုံးသွားကြတော့ကျွန်တော်အစကတည်းကမင်းတို့ရဲ့တုတ်ပြန်မှုကိုလိုချင်လို့မဟုတ်ဘူး။နောင်ကြရင်ကျွန်တော်ဆိုင်ကိုလာပြီးထမင်းဘူးဝယ်စားတာကပဲကျွန်တော်ရဲ့ဒီညီကိုတန်ရောစင်ကိုအားပေးတာပါပဲလူတိုင်းက။ညာများသွားကြတယ်နော့ကရုတ်တရက်ပြောလိုက်တယ်ဒါပေမဲ့သမီးကတထေးသမီးဖြစ်ချင်တာကျွန်တော်ကြောင်သွားတယ်ကျွန်တော်ထောင်ထဲမှာအမှန်တရားတစ်ခုကိုတင်ယူခဲ့ရတယ်လူဆိုတာခြေကုပ်မြဲမြဲနဲ့ကိုယ့်ရဲ့လှုပ်အားနဲ့လက်နှစ်ဖက်ကိုအကူပြီးစီးစိမ်ကိုဖန်တီးရမယ်ဘာဖြစ်လို့လဲအဖေလွန်ခဲ့တဲ့15နှစ်ကတပုံထားခဲ့တာကလက်နှစ်ဖက်နဲ့မဟုတ်ပဲခြေထောက်နှစ်ဖက်နဲ့မို့လို့လားဒါကအယူဆကိုပြောင်းလဲဖြစ်တာပဲသမီးကတထေးသမီးဖြစ်ချင်တာအဖေထောင်ကြတာ15သမီးနဲ့အမေကို15နှစ်ပတ်လုံးဒုက္ခရောက်စေခဲ့တယ်အခုသူများတွေကအလိုလျောက်ကျေးဇူးလာဆက်တာကိုအဖေကသမီးကိုတထေးသမီးဖြစ်ခွင့်မပေးဘူးလားအမေကိုကြော်ကြီးဖြစ်ခွင့်မပေးဘူးလားဒါကယောက်ျားတစ်ယောက်ရဲ့တိတ်ခါနဲ့ဆိုင်တဲ့ညီကိုတွေအတွက်ကူညီပေးတာကိုဘယ်လိုလုပ်ငွေကြေးတုတ်ပြန်မှုယူလို့ရမလဲသူမကမျက်ရည်တွေကိုတုပ်ရင်းမုန်းတိမှုအချို့နဲ့ပြောတယ်အဖေဘာနဂါကြီးပဲဖြစ်ဖြစ်သမီးဂယုမဆိုင်ဘူးအဖေသာညှင်းပယ်နေအောင်မယ်ဆိုရင်သမီးအဖေကိုထာဝရမုန်းသွားမယ်ကျွန်တော်ခစ်တမြဝေခွဲမရဖြစ်သွားပြီးနောက်ဆုံးမှာတော့လှည့်ပြီးသူတို့ကိုပြောလိုက်တယ်မင်းတို့တကယ်ကျေးဇူးဆက်ချရင်းနေဆိုရင်အဲ့ဒီကျောင်းကထမင်းစားဆောင်ကိုဝယ်ပြီးကျွန်တော်ကိုပေးနိုင်မလားညီကိုတွေကကြားတာနဲ့ချက်ချင်းဝိုင်းလာကြပြီးကျောင်းထမင်းစားဆောင်ကအနှဲငယ်ပဲရှိတာတေချာပေါက်မလောက်ဘူးဒီလိုလုပ်ရင်ဘလို့လဲရွန်ချိုအုပ်စုမှာဝန်ထမ်း2000ရှိတယ်ထမင်းစားဆောင်25ခုရှိတယ်အားလုံးကိုအကိုကိုကန်ထရိုက်ပေးလိုက်ရင်ဘလို့လဲကျွန်တော်တို့စာချုပ်ချုပ်ကြမယ်အကိုအရင်ယူပြီးလောက်ကင်ပါနောက်နှစ်မှအုပ်စုကိုအိမ်လာခပြန်ပေးဖို့အဲ့ဒါဘလို့ဖြစ်မလဲအဲ့ဒါကအလကားယူတာနဲ့အတူတူပဲမဟုတ်လားကျွန်တော်ကညင်းကျင်ပေမဲ့နော့အတွက်ကြောင့်ပဲယောက်ျားတစ်ယောက်ရဲ့တိတ်ခါကိုချလိုက်ပြီးစုစုပေါင်း26ခုရှိတဲ့ထမင်းစားဆောင်ရဲ့ကန်ထရိုက်ကိုလက်ခံလိုက်ရတယ်ကျွန်တော်ဒီလိုမျိုးကိုတိတ်မကြိုက်ဘူးညီကိုတွေကြားမှာစိတ်ထဲကနေငွေကြေးတုံ့ပြန်မှုကိုမျှော်လင့်တာကမမှန်ဘူးလို့ထင်တယ်တလကြာပြီးနောက်မှာကျွန်တော်ပေါ်ရှိ2စီးဝယ်ခဲ့တယ်တစ်စီးကမိမကိုမောင်းဖို့ပေးတယ်နောက်တစ်စီးကစိန်တွေအပြည့်နဲ့နော့ကိုအလှပြဖို့ပေးတယ်သူတို့ပျော်ရွှင်နေတဲ့ပုံစံကိုမြင်တော့ကျွန်တော်တွေးမိတယ်ထားလိုက်ပါတော့ကိုယ့်ရဲ့အိမ်အောင်စုလေးကိုကောင်းကောင်းစောင့်ရှောက်တာကဘာထက်မဆိုအရေးကြီးပါတယ်ယောက်ျားတစ်ယောက်ရဲ့မျက်နှာဆိုတာမျိုးကပျောက်ရင်လည်းပျောက်ပါစေတော့နော့ကလည်းပေးစောင်းမလုပ်တော့ပဲစာကိုအရန်စူးစမ်းပန်းစားချက်တဲ့အမတ်တွေကလည်းတဖြည်းဖြည်းတက်လာတယ်သူမကစားတောက်ဆိုင်စီမံခန့်ခွဲမှုပညာကိုဖြည့်ဆိုမယ်လို့ပြောတယ်နောက်ကြရင်အဖေကိုစားတောက်ဆိုင်ကူညီစီမံပေးဖို့ပေါ့သမီးလိမ္မာလာတာကိုမြင်ရတော့ကျွန်တော်အရန်စိတ်လှုပ်ရှားမိတယ်ဒီကံဘာပေါ်မှာငကားကြီးဆိုတာမရှိတော့ပဲမိမကိုချစ်သမီးကိုချစ်တဲ့ထမင်းစားဆောင်ပိုင်ရှင်ပဲရှိပါတော့တယ်ဇလန်လေးကတော့ပြီးသွားပါပြီ subscribe နှိပ်ခဲ့ကြအောင်နော်